ညီကိုတွေအားလုံးပဲမြင်လာပါချန်ပီယံလိပွဲစဉ်အင်တာမီလန်နဲ့ဘိုလိုကလင်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်။ဒီညကဘိုလိုနာပွဲလေးရတဲ့ညီကိုတွေအားလုံးပဲအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ဒီလိုပွဲလေးတွေလို့ဆိုရင်တော့ channel လေးကို join ထားပေးပါ။ရာဂါတို့အတွက်လုံးဝအကျိုးရှိစေရပါမယ်။ channel လေးကိုတော့ profile မှာဝင်ရောက်ကြည့်ရှုနိုင်သလို comment လေးမှာလည်းကျွန်တော်ချထားပေးပါတယ်။ဒီပွဲကတော့အကြိုက်တူတယ်ဆိုမှယူကစားကြည့်ပါ။အင်တာကတော့ဒါ CE တွေမှာအဆင့်1နေရာမှာရက်တည်နေပြီးတော့နောက်ဆုံးကစားခဲ့တဲ့အင်္ဂင်၅ပွဲမှာဆိုရင်၄ပွဲနိုင်ပြီးတော့ဒါတပွဲပဲတည်ရကြထားပါတယ်ချန်ပီယံလိပထမအကြော့ပွဲစဉ်မှာတော့ဒါပိုလိုကလင်းရဲ့အိမ်ခွင်းဒါမြက်ခင်းတုကွင်းမှာတော့ဒါရာသီဥတုအပြောင်းလဲအကြောင်းရောဒါခြေချော်ပြီးတော့3-1နဲ့ရှုံထားပေမဲ့အခုပွဲကအိမ်ခွင်းဖြစ်တာမလို့ဒီပွဲရဲ့ရှုံးကြီးကိုပြန်ဆက်ဖို့တော့ကြိုးစားလာပါလိမ့်မယ်ပိုလိုကလင်းကတော့ဒါနော်ဝေးအသင်းငယ်အသင်းဖြစ်ပြီးတော့ဒါ၅ပွဲဆက်နိုင်ထားပြီးတော့ဖောင်ကောင်းနေပါတယ်ခုရာဒီမှာအသင်းကြီးတွေကိုဒါလိုက်ဒုက္ခပေးနေတဲ့အသင်းလို့တော့ပြောလို့ရပါတယ်ခုရာဒီမှာအေဒီကိုနဲ့အင်တာတို့ကိုအနိုင်ကန်ထားပေမဲ့ဒါအဝေးကွင်း၃ပွဲမှာတော့2ပွဲရှုံးပြီးတော့တပွဲတည်ရကြထားပါတယ်အိမ်ကွင်းမှာတော့အခြေစွမ်းပြနိုင်ပေမဲ့ဒါအဝေးကွင်းမှာဆိုရင်တော့ခံစစ်ပိုင်းရောတိုက်စစ်ပိုင်းမှာရောတော့အားနေပါတယ်လူစီမိုင်းကိုကြည့်မယ်ဆိုရင်အင်တာမီလန်ဘက်မှာဒါမာတီနက်စ်နဲ့ကွင်းနဲ့လူချာနိုဂလူတို့မပါဝင်နိုင်ပေမဲ့လူစီရင်အပြည့်စုံရှိနေတယ်လို့ဒါပိုတိုကလင်းဘက်မှာလည်းလူစုံနေပါတယ်အတူဘက်ကိုကြည့်မယ်ဆိုရင်ဒါအားလုံးသိတဲ့အတိုင်းပထမအကြော့တွေးဆုံမှုမှာတော့ပိုတိုကလင်းက3-1နဲ့နိုင်ထားပါတယ်ဒါပထမအကြော့မှာအင်တာက3-1နဲ့ရှုံးထားတာမလို့ဒါနောက်တစ်ဆင့်တက်ဖို့တော့ဒါအနည်းဆုံး2ဂိုးအသာလောင်းနဲ့မှနိုင်မှာဖြစ်တယ်လို့နှစ်သိန်းလုံးကလည်းတိုက်စစ်ဖွင့်ကစားလာနိုင်တာကြောင့်ပိုတိုကလင်းဘက်ကလည်းဂိုးပြန်သွင်းနိုင်တာမလို့ဒါ3-1ဒါမှမဟုတ်4-2ဆိုတဲ့ရလဒ်မျိုးနဲ့ဂိုးများများမြင်တွေ့ရတဲ့ပွဲဖြစ်လာနိုင်ပါတယ်ညီကိုတို့ဒီပွဲလေးရဲ့ရလဒ်လေးကို comment မှာဝင်ရောက်ခံမှန်းဆွေးနွေးပြီးတော့ပါအောင်ဗျအားလုံးပဲခွက်လက်ဖြစ်ကြပါစေဗျ